Hey, Maria, future better than any man. Kick a light up. The island of Pesonello, say that Johnny Villa. Papa is some of them, so I may go. A premia bene, Lady Villa. That's a solution. Conia a swing for a muyo, cannot pay Alaba. Polly Lesser. They and I go to get down a bit Yadakune. May say, people. General Yolabile. Anaka, Burial Education Institute. A dog out in it. Be I may be by. မင်းပြရငါပါကြီးလေဘယ်ကနေဘလို့ဖြစ်လာလဲတော့မသိတာငါတို့ကဘယ်လိုယုံကြရမှာလဲ တကယ်ချင်းတို့ထိုင်တပြဖို့ကျွန်တော်ရှိနေရလေပထမဆုံးအနေနဲ့တကယ်ချင်းတို့ကျွန်တော်တို့ပိုင်းနဲ့မိတ်ဆက်ပေးရတယ်ဘီးရိုင်းဆိုတာအသေးစိတ်ဖွဲ့စည်းလုံးဝမဟုတ်ပါဘူးအတွေ့အကြုံနဲ့အခြေခံခံရပြီးသားအကြောင်းတစ်ခုပဲဖြစ်ပါတယ် မင်းဘယ်လိုသက်တည်ပြမလဲ အတိတ်ကိုခဏတော့ကျွန်တော်နဲ့တူတူသွားလိုက်ကြအောင် Very and tomorrow learning ဆိုတာဆိုပြီး2023ခုနှစ်မှာကျွန်တော်တို့ဘက်ကစတင်ခဲ့တာပါမှတ်တမ်းမှာဆိုလို့ရှိရင်လည်း Very and tomorrow တုန်းကနှစ်နှစ်အတွင်းမှာပဲကျောင်းသားပေါင်း900ကျော်အင်္ဂလိပ်စာတက်မြောက်ချခဲ့ပြီးပါပြီပို့ပြီး answer ကောင်းတဲ့တစ်ခုကိုပြောရရင် EMPN scholarship ကင်းကွင်း22ယောက်ကိုပါရွေးထုတ်ပေးနိုင်ခဲ့ပါတယ် Europe ပဲ USAID လို့နိုင်ငံတကာအစီအစဉ်တွေစီကိုသူတို့ရထားခဲ့ကြတာပါဒီလိုအောင်မြင်မှုတွေကနေအရှင်ယူပြီးကျွန်တော်တို့ကိုလုံးနိုင်နေဆွဲစိတ်နဲ့2025ခုနှစ်မလ6ရက်နေ့မှာဘီးရိုင်ဖြစ်တရားဝင်စတင်အကောင့်တွေဖွင့်လာခဲ့တာပါ မင်းပြရဆိုတာဘယ်သူတွေလဲ နိုင်ငံရေးစီးပွားရေးအခြေအနေတွေကြောင့်ပညာရေးပြတ်တော့သွားတဲ့လူငယ်တွေအတွက်ဆရာတက်တဲ့ဆရာဆရာမတွေပညာရှင်တွေစုပေါင်းပြီးတည်ထောင်ထားတဲ့ပြည်သူ့အခြေပြုပညာရေးအင်အားစုတွေဖြစ်ပါတယ် ဟုတ်ပါပြီမင်းပြရမှာဘာရဲ့အကျိုးရှိမှာလဲမင်းတို့ကပါတင်နဲ့တင်ပေးနေတော့လဲ ကျွန်တော်တို့စီမှာ certificate program နဲ့ diploma program တွေရှိပါတယ်အခုဆိုလို့ရှိရင်အားတွေကဆက်လက်ဖွင့်နေပြီးအောင်ဖြစ်ပါတယ်တင်ညာမှုပုံစံကလည်းခက်အမီဆုံးပါပဲဇွန်နဲ့ model ကိုပေါင်းစပ်ထားလို့အိမ်ကနေပဲဖြစ်စေပြပကနေပဲဖြစ်ဖြစ် online ရော online ရောစက်တဲ့စနစ်နဲ့တင်ယူနိုင်တာပါဒါအပြင် BI ရဲ့ credit transfer စနစ်အဲ့ဒါကတော့ BI ဟာနိုင်ငံတကာမှာသုံးတဲ့ Carnegie Unit စံနှုန်းကိုသုံးပါတယ်ဆိုလိုတာကတင်ငယ်ချင်းတို့45နာရီတော့စာတင်မှုတိုင်း1 credit နဲ့ညီမျှပါတယ် အဲ့ဒါငါတို့အတွက်ဘာကောင်းတာလဲ ဒီရလာတဲ့ credit တွေကိုတကယ်ချင်းတို့တက်ချင်တဲ့ပြည်တွင်းပြည်ပတက္ကသိုလ်တွေစီကိုတရားဝင်လက်ပြောင်း transfer လုပ်ပြီးရှောက်ထားနိုင်ပါတယ်။စာတင်တဲ့ပြီးဆုံးတာနဲ့ academic GPA, grade point, data grade တွေကိုပါစနစ်တကျထုတ်ပေးအောင်ပါပါ။ဆိုတော့ BA ဟာတင်းရဲ့ပညာရေးလမ်းကြောင်းကိုပြန်ဆက်ဖို့တရားတစ်ခုလိုဖြစ်လာနိုင်တယ်ဆိုလို့ဒါပါပဲ။နောက်ပြီးပညာရေးဌာန၄ခုရှိပါတယ်။ Library and Research and Development, ICT, Social Science စတဲ့ခက်လက်ညီလိုအပ်တဲ့ level တွေအထိလေ့လာခွင့်ရမှာဖြစ်ပါတယ်။ဒါအပြင်အကြခင်မှာ Associate Degree နဲ့ Bachelor Degree တွေကိုပါဖွင့်လှစ်အောင်မှာကြောင့်ဒီလိုမျိုးတကယ်ချင်းတို့အတွက်တိုးတက်မြင့်မားအောင်ဆောင်ရွက်နေတဲ့အကြောင်းတစ်ခုပဲဖြစ်ပါတယ် မင်းပြရကတကယ်ရေရှည်ခိုင်မာရဲ့လားယုံကြည်ရလို့လား ။ကျွန်တော်တို့ BI ရဲ့ Machine Vision ကိုကြည့်ပဲခိုင်မာမှုကိုမြင်ရမှာပါ။ကျွန်တော်တို့ရှင်းမှန်းချက်ကရိုးရှင်းပါတယ်။လူငယ်တွေနိုင်ငံတကာပညာရေးစီကျောင်းအောင်ပို့ပေးဖို့ပြီးတော့ဒီတောင်းစီတန်တေခေါ်တဲ့တက္ကနာယူစနစ်တကျဖြည့်တဲ့လူမှုအခြေပြုခြင်းတဲ့လူငယ်တွေကိုပဲမွေးထုတ်ပေးခြင်းတာပါ။ဘာလို့လဲဆိုတော့အဲ့ဒီလူငယ်တွေကပဲအနာဂတ်ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်ရေးမှာအဓိကအခန်းကဏ္ဍကပါဝင်လာမှာမို့လို့ပါပဲ။ Future Vision Solution ပို့ပြီးတော့အားကောင်းပါသေးတယ်။ဘီးဟာတကယ်ချင်းတို့အတွက်အသက်မွေးပေးကြောင်းဆိုင်ရာတည်ငြိမ်မှုတွေရရှိစေဖို့အတွက်အမတ်တကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်အများနဲ့တပ်ဖို့ပြီးတော့မှာပါ။ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအချိန်မျိုးနေရာမျိုးကြီးရနိုင်တဲ့ကမ္ဘာ့စစ်မီပြားကြီးကိုဖန်တီးပေးဖို့ရှင်းမှန်းထားပါရယ်။ဒီတော့ဘာတွေစဉ်းစားနေဦးမှာလဲ။တင်ယူကြည်စိတ်ရှိပြီးဆက်လက်ပညာရေးခရီးဆက်လက်ဖို့အတွက် BI ဟာတင်းရအတွက်အသိရှိနေပါပြီ။ကဲတကယ်ချင်းတို့ပညာရေးကိုဆက်လက်ဖြစ်နိုင်ဖို့အတွက် BI ကိုပဲအခုပဲဆက်တက်လိုက်ပါတော့